မေအနေနဲ့ဒီຫນွေဦးတော်လှန်ရေးမှာပါလာဖြစ်တဲ့အကြောင်းလေးကိုအရင်ဆုံးပြပြပေးပါအောင်ရှင်ကျွန်တော်ကမတရားမှုကိုလက်သင့်မခံစီနဲ့စိတ်တစ်ခုတည်းနဲ့ပဲပါဝင်လာတယ်လို့ပြောရင်ပုံမှန်တယ်ပေါ့နော်ကျွန်တော်ဒါမတရားဘူးဆိုတာကျွန်တော်သိတယ်ဒါအမှန်တရားဟုတ်မနေဘူးအဲ့တော့ကျွန်တော်တို့မတရားမှုကိုလက်သင့်မခံခြင်းမူဒီစစ်တပ်ဘက်ကနေလှုပ်ထားတဲ့ဒီအမားတွေကိုကျွန်တော်လက်သင့်မခံနိုင်ဘူးအဲ့စိတ်တစ်ခုတည်းနဲ့ပဲကျွန်တော်ဒီတော်လိုင်းရေးတဲ့ကိုပါဝင်ခဲ့တာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တော့အာနာသိန်းသက်သာချင်းမှာတော့ကျွန်တော်ဒီနောက်ကနေပြီးလိုက်ခဲ့တဲ့သူပေါ့နော်ဥမာလူလူလှုပ်ရှားမှုတွေဆန္ဒပြပွဲတွေမှာဆိုပဲနောက်ကနေပဲလိုက်ခဲ့တဲ့သူဖြစ်တယ်ဒါပေမဲ့ဒီကျွန်တော်တို့ဘက်ကငင်းငင်းချမ်းချမ်းဆန္ဒပြတဲ့အချိန်မှာသူတို့ဘက်ကမတရားသဖြင့်အကြမ်းဖက်တယ်ဖြိုခွင်းတယ်ကျွန်တော်တို့ ਨੇ တူလူရွယ်တူလူငယ်တွေကိုဒီတက်ဖြတ်တယ်ခေါင်းတွေကိုတဲပစ်တယ်ဒီလိုမျိုးပေါ့နော်သူတို့ဘက်ကရဲရဲရုံမာလာတဲ့အချိန်မှာဆိုရင်ကျွန်တော်စိတ်ထဲမှာကျွန်တော်နောက်ကနေပဲနေလို့မရတော့ဘူးဆိုတော့ကျွန်တော်ပို့သိလာတယ်ကျွန်တော်တို့ဥဆောင်ရတော့မယ်ကျွန်တော်တို့ပို့ပြီးတော့စူးစမ်းရတော့မယ်ဒီလှုပ်ရှားမှုတွေဒီလူလူလှုပ်ရှားမှုတွေကိုကျွန်တော်တို့ကိုယ်တိုင်ဥဆောင်ရတော့မယ်ဆိုရယ်စိတ်ပို့ပြီးတော့ဝင်လာတယ်ပြီးတော့မတရားမှုပေါ့နော်သူတို့ဘက်ကဖြစ်တဲ့မတရားမှုကိုပို့ပြီးတော့မုန်းတီးလာတယ်ပေါ့နော်ဒါကြောင့်မို့အဲ့နာကြီးရဲ့စိတ်တွေမတရားမှုကိုကောင်းကောင်းမခံကျင်တဲ့စိတ်တွေကျွန်တော်တို့ဘေးမှာရှိတဲ့လူငယ်တွေရဲဘော်တွေပေါ့နော်သူတို့တွေဆိုလဲဒါအသက်ပေးခဲ့ရတဲ့သူလည်းရှိတယ်ဒီကြီးတန်းနေထိလို့စိတ်ယုံတက်ခဲ့ရတာလည်းရှိတယ်ဒီဖြစ်ရဆိုးတွေဒီနာကြီးမှုတွေကြောင့်ပဲအခုလောက်ထိတော်လိုင်းရေးထဲမှာကျွန်တော်တို့ထဲထဲဝင်ဝင်ရှေ့ရောက်လာတဲ့ပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်ဒီမတရားမှုကိုကောင်းကောင်းမခံကျင်တဲ့စိတ်တွေနာကြီးတဲ့စိတ်တွေနဲ့ပဲကျွန်တော်တော်လိုင်းရေးထဲကိုဆက်ပြီးတော့ပူပေါင်းပါဝင်နေတဲ့ပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်မမေအနေနဲ့เนาะဒီမုံရွာအမြင့်လန်းတပိတ်ဦးဆောင်ကော်မတီမှာပါဝင်ဖြစ်တဲ့အကြောင်းလေးကိုလည်းပြပြပေးပါအောင်ရှင်ကျွန်တော်ကဒီမြို့ပေါ်လူလှုပ်ရှားမှုတွေမှာပူးပေါင်းပြီးတော့ကျွန်တော်တို့တွေမြို့ပေါ်တွေမှာလုံးဝလှုပ်ရှားလို့မရတော့တဲ့အချိန်မှာကျွန်တော်နေတွေဘက်ကိုရောက်လာတယ်ရောက်လာတဲ့အချိန်မှာဒီဘက်အဲ့ဘက်နေမှာကျွန်တော်ခုလက်ရှိရောက်နေတဲ့နေဘက်မှာကျွန်တော်လူလှုပ်ရှားမှုဦးဆောင်မဲ့ရဲဘော်တွေလိုအပ်နေတယ်ပြီးတော့အမျိုးသမီးရဲဘော်တွေမရှိနေဘူးဆိုတော့ကျွန်တော်အဲ့ဒီမှာပဲဒီတပိတ်တရားတွေဟောရင်လူရှိမှာနိုင်ငံရေးတရားတွေဟောရင်လူလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ဒီထဲမှာပူပေါင်းပါဝင်လာတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်တအားကြီးတော့ခက်ဟိုလိုမျိုးထူးခြားတော့မရှိဘူးပေါ့နော်ဒီဘက်မှာနေတွေဖြစ်တဲ့အတွက်ကြောင့်လူဒီရှေ့မှာဥဆောင်မဲ့လူငယ်အားဖြင့်နေတယ်ပြီးတော့အမျိုးသမီးအားဖြင့်မရှိနေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ debate committee မှာဒီအခုထိကျွန်တော်အမျိုးသမီး debate ရဲဘော်ဆိုလို့ကျွန်တော်ပဲရှိတယ်ပေါ့နော်ကျွန်တော်နဲ့ကျွန်တော်တခြားကျွန်တော်တို့ရဲဘော်အမျိုးသားတွေရှိတယ်ပေါ့နော်ဒီယောက်ျားလေးတွေရှိရဲဆိုတော့ဒီ debate committee မှာပဲကျွန်တော်ဒီအမျိုးသမီးဥဆောင်သူတယောက်အနေနဲ့ရောပြီးတော့ debate ဥဆောင်သူတယောက်အနေနဲ့ရောဆက်ပြီးတော့နေဖြစ်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဟုတ်ဘာကြောင့်အညာဒေတာတပိတ်နဲ့ပတ်သက်ရင်အားကောင်းနေလို့မအနေနဲ့သုံးသပ်လည်းမသိဘူးရှင်ဟုတ်ကျွန်တော်ပြည်သူတွေကပို့ပြီးတော့ဖိနေလေပို့တော်လန်လေပဲဖြစ်တယ်အရင်တော့ကမှငါတို့အိမ်ကိုမီရှို့မလားငါတို့ရွာကိုမီရှို့မလားဆိုတဲ့စိတ်နဲ့ငြိမ်နေမှာအခုတကယ်ကိုကျွန်တော်တို့ဆုံးရှုံးစရာမရှိတော့လောက်အောင်ထိစစ်တပ်ဘက်ကနေရဲရဲဆက်ဆက်နဲ့အခုဆိုလဲလေရင်နေနဲ့ဘုံကျဲတာတွေရှိတယ်ကျေးရွာတွေကိုချွာလုံးချင်းမီးရှို့ရတယ်ရှိတယ်ဒီလိုမျိုးသူတို့ဘက်ကရက်ဆက်ရုံမှမှုတွေပို့ပြီးတော့များလာလေကျွန်တော်တို့ပြည်သူတွေရဲ့စိတ်ထဲမှာပို့ပြီးတော့ဒီတော်လိုင်းကြီးကအောင်မဖြစ်မယ်ငါတို့ဒီတော်လိုင်းကြီးကနိုင်မဖြစ်မယ်ဆိုတဲ့စိတ်တွေကပို့ပြီးတော့ခိုင်မာလေဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်ပြီးတော့နှိမ့်ချုပ်ပြောရမယ်ဆိုရင်ဘာကြောင့်အညာဒေသမှာခုထိလူလူလှုပ်ရှားမှုတွေအားပိုကောင်းလဲဆိုရင်အညာဒေသမှာရှိတဲ့တော်လန်လူပြည်သူတွေရဲ့တော်လန်စိတ်ဓာတ်တွေပေါ့နော်ပို့ပြီးတော့ဖိနှိပ်ခံရတယ်ပို့ပြီးတော့ရက်ဆက်ခံရတယ်ဒီချိန်မှာပို့ပြီးတော့တန်မာလာတယ်တော်လန်စိတ်ဓာတ်တွေပို့ပြီးတော့မှခုံတော်လန်စိတ်ဓာတ်တွေပို့ပြီးတော့မှအရှိန်တောက်လာတယ်ပေါ့နော်ငါတို့ဒီတော်လန်ရေးကိုနိုင်အောင်တိုက်မှဖြစ်မယ်ဒီတော်လန်ရေးအောင်မှစစ်ကောင်စီရဲ့ဖိနှိပ်ရက်ဆက်မှုတွေကနေကင်းလွတ်မယ်ဆိုတဲ့ဒီလိုစိတ်ဓာတ်တွေသူတို့စိတ်ထဲမှာဒါကိန်းအောင်လာတယ်ဝင်လာတယ်ဒါကြောင့်မလို့အခုချိန်ထိလူလူဒီလိုမျိုးစစ်ကြောင်းတွေထိုးနေတဲ့ကြားလေရင်လက်နက်ကြီးတွေနေ့စဉ်နဲ့မျှကျဲနေတဲ့ကြားဒီကြားတွေကနေပြီးတော့လူလူလှုပ်ရှားမှုတွေမှာပြည်သူတွေဒီအင်တိုင်းအားတိုင်းပူပေါင်းပါဝင်နေစေဖြစ်တယ်လို့ကျွန်တော်ကတော့ပုံမြင်တယ်ဒါကြောင့်လည်းအညာဒေသမှာလူလူလှုပ်ရှားမှုတွေဒီအခုချိန်ထိအားကောင်းနေစေဖြစ်တယ်ပေါ့နော်အမအနေနဲ့တပိတ်ကော်မတီမှာဥဆောင်ပြီးလုပ်ရတဲ့အခါမှာမိန်းကလေးတယောက်အနေနဲ့စိန်ခေါ်မှုကဘာတွေဖြစ်မလဲအမအနေနဲ့ဒီလိုစိန်ခေါ်မှုတွေရောဘယ်လိုကျော်လွှားလဲအဲ့ဒါလေးလည်းပြပြပေးပါအောင်ရှင်ပြောရရင်တော့အများကြီးရှိတာပေါ့ခွဲခြားဆက်ဆံခံရတဲ့အများကြီးရှိတယ်ကျွန်တော်တို့တွေနင်းညညတွေသွားတဲ့အချိန်မှာဒါအခုမှသာတိတ်မကြုံရပါပဲတော်လိုင်းအစတုန်းကတော့တအားကြုံရတယ်ညပိုင်းနေကျွန်တော်လူလူလှုပ်ရှားမှုညသပိတ်တွေထွက်တဲ့အချိန်မှာဆိုရင်ကြည့်တဲ့အမြင်တွေကအမင်းကလေးတံမဲ့အမျိုးသားတွေကြားထဲမှာဘာလုပ်တာလဲယောက်ျားလေးတွေအများကြီးနဲ့တယုံယုံဘာလုပ်တာလဲဆိုတဲ့ပုံစံမျိုးဒီပတ်ဝန်းကျင်ရဲ့အမြင်တွေကိုလည်းကျွန်တော်တို့အများကြီးကြုံတွေ့ရတာရှိတယ်ဒါတွေကိုဘယ်လိုကြော်လားလဲကျွန်တော်တို့အလုံးနဲ့ပဲတက်တည်ပြခဲ့တယ်ပေါ့နော်ကျွန်တော်တို့အမျိုးသမီးတွေလည်းလုံနိုင်တယ်ကျွန်တော်တို့အလုံးနဲ့တက်တည်ပြရတယ်ကျွန်တော်တို့လည်းလုံနိုင်တယ်ကျွန်တော်တို့လည်းလူလူရှိမှစကားတွေပို့ပြီးထွက်ပြောနိုင်တယ်ကျွန်တော်တို့လည်း
စစ်ရှောင်းတွေကိုကူနိုင်တယ်လက်နက်ကင်တော်လိုင်းရေးမှာလည်းကျွန်တော်တို့ရဲ့စစ်မေတွေကျွန်တော်တို့ရဲ့ရဲမေတွေရှိတယ်လူလူလှုပ်ရှားမှုမှာလည်းကျွန်တော်တို့ရဲ့အမျိုးသမီးတပိတ်ရဲဘော်တွေရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းအနေနဲ့ပဲပတ်ဝန်းကျင်ရဲ့စိန်ခေါ်မှုတွေခုနပြောတဲ့ပတ်ဝန်းကျင်ခွဲခြားဆက်ဆံခံရမှုတွေဒီ society ပေါ့နော်ဒီ community ရဲ့ထိုးနှက်ချက်တွေကိုကျွန်တော်တို့ကြော်လွှားခဲ့တာဖြစ်တယ်ပေါ့နော်အခုချိန်ထိလည်းအဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့တွေကြော်လွှားနေတယ်ရင်ဆိုင်နေစေဖြစ်ပါတယ်ပေါ့ဟုတ်ဒီရက်ပိုင်းပေါ့နော်စိုက်ကယ်တပိတ်တွေလုပ်နေတာတွေ့ရတယ်ပေါ့နော်လုပ်ဖြစ်ရတဲ့အကြောင်းလေးလည်းမပြပြပေးပါအောင်ရှင်။ဘာကြောင့်ဆိုင်ကတပိတ်လုပ်ဖြစ်လဲဆိုရင်ကျွန်တော်တို့ကျေးပါတွေကိုပို့ပြီးတော့များများရောက်ဖို့ပြီးတော့အခက်အခဲတွေချက်တွေကြောင့်မလို့ပင်ပန်းနေတဲ့လူထုတွေကျွန်တော်တို့ရှိတဲ့နေရာကိုလာပေါင်းဖို့အတွက်ခက်ခဲဖြစ်နေတဲ့လူထုတွေကိုပို့ပြီးတော့ပူပေါင်းပါဝင်လာအောင်သူတို့ကိုသတင်းစကားတွေပေးဖို့အတွက်ဒီဆိုင်ကတပိတ်တွေလုပ်ပြီးတော့မှပြန်လှည့်တာမျိုးရှိတယ်ပြီးတော့နောက်တစ်ခုက attention ပေါ့နော်နိုင်ငံတကာရဲ့ attention ပို့ရအောင်လို့ပေါ့နော်ကျွန်တော်တို့ဒီလန်ရှော့တပိတ်တွေလောက်ကြတဲ့အချိန်မှာဆိုလိုက်တာနေရာနဲ့လောက်ကြတယ်ကျွန်တော်ဆိုင်ကတပိတ်တွေဆိုရင်အာနာသိမ့်ပြီးနောက်ပိုင်းအစတွေမှာလုပ်ဖြစ်တယ်နောက်ပိုင်းမလုပ်ဖြစ်တာများတယ်ပေါ့နော်အခုပြန်ပြီးတော့ဒီလူလူလှုပ်ရှားမှုတွေပုံစံတစ်မျိုးနဲ့ဒီလူလူကိုစိတ်အားတွေတက်ကြွအောင်ကျွန်တော်တို့ဖောက်တွေတင်ပြီးတော့မှကြွကြော်သန်းတွေတိုင်တဲ့သချင်းတွေတော်လိုင်းသချင်းတွေဖွင့်နေပြီးတော့လူလူကိုပြီးကျင်တဲ့တော်လိုင်းရေးစကားတွေပြီးတော့ဒီစစ်ကောင်စီရဲ့တူအောင်ရေကောက်ပွဲကိုဆက်ညင်ရေးစကားတွေဒါတွေကိုလူလူစီအရောက်ပေးနိုင်ဖို့အရောက်ချီတက်နိုင်ဖို့အတွက်ဒီဆိုင်ငံတပိတ်တွေကိုပြန်ပြီးတော့မှပုံဖော်တာမျိုးပြန်ပြီးတော့လုပ်တာမျိုးဖြစ်တယ်ဒီကနေတစင်ကျွန်တော်တို့လူလူလှိုင်းတွေလူလူလှုပ်ရှားမှုတွေကိုအရှိန်ထက်မြင့်ဖို့လဲစူးစမ်းနေတာဖြစ်ပါတယ်ပေါ့ဟုတ်ဟဲ့ထွက်ပေါက်မဟုတ်ဘူးနော်ထောင်ချောင်ကြီးရွေးကောက်ပွဲအတူလုံးလဲတော်လန်ရေးကဆက်ချမယ်ခုပေါ့နော်မဲမပင်းတဲ့တပိတ်မှောက်ဆိုတဲ့စာရက်တွေနဲ့ဒီလိုမျိုးပေါ့နော်လူလူလှုပ်ရှားမှုလုပ်နေတာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့လေဒီဒေတာကန်တွေကရောစစ်ကောင်စီရဲ့ရွေးကောက်ပွဲပေါ်ဘယ်လိုအမြင်ရှိလဲပေါ့နော်သူတို့ဘာပြောလဲဆိုရင်ငါတို့ကျတော့နေ့စဉ်နဲ့များလက်နက်ကြီးတွေနဲ့ပြစ်တယ်ညဆိုလဲကောင်းကောင်းမအေးရဘူးလေရင်တွေနဲ့ပုံကျဲလိုက်လေရင်နဲ့ငါတို့ဘက်ကိုကျဲမလားစစ်ကြောင်ထိုးမလားနေ့နေ့ညညငါတို့ဘက်ကိုတော့ချင်းချကြမ်းဖက်မှုတွေအများကြီးလုပ်ပြီးမှသူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဒါကြီးကိုပြည်သူကမှလက်မခံဘူးဒါစကားစဘကဘလောက်ပဲထွက်ပေါက်ဖြစ်ပါတယ်လို့ပြောသူတို့စိတ်ထဲမှာဒါထွက်ပေါက်မဟုတ်ဘူးဆိုတာပြည်သူတွေသိတယ်လုံးဝလက်မခံနိုင်ဘူးဒီအချမ်းမဲ့စစ်တပ်ဘက်ကနေလုံးဝရွေးကောက်ပွဲကိုလက်မခံဘူးဒါကတော့ကျွန်တော်တို့သွားတဲ့နေမြေတိုင်းမှာရှိတဲ့ပြည်သူတွေဘက်ကပြောတဲ့စကားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ခံယူချက်ဆိုရင်ကျွန်တော်လည်းအဲ့လိုပဲစကားစားရဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ဆိုရင်လုံးဝဒါကြီးကိုလက်မခံနိုင်ဘူးလက်ခံလို့လည်းမရဘူးပေါ့နော်ဒါဒီစေအုပ်ချုပ်ရေးပေါ့နော်ခုလက်ရှိလိုးလုံးနေတဲ့စေအုပ်ချုပ်ရေးကိုပို့ပြီးရှေ့ကြအောင်ပြည်သူလူထုကိုအပေါ်ဘယ်လိုပြောမလဲပြည်သူလူထုကိုအချိန်အကြာကြီးဖိနှိပ်ရက်ဆက်လို့ရအောင်လှုပ်ထားတဲ့ထောင်ချောက်ကြီးပဲဖြစ်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါကြောင့်လေကျွန်တော်တို့ဒီစစ်တပ်ရဲ့အကြမ်းဖက်စစ်ကောင်စီကနေပြုတ်လုံးမဲ့ရွှေကောက်ပွဲကိုပြည်သူလူထုအနေနဲ့နှီးပေါင်းစုံနဲ့စန့်ကျင်တော်လှန်ကြဖို့ဆိုပြီးတော့ကျွန်တော်တို့ message လိုက်ပေးနေတာဖြစ်တယ်တစ်ဖက်မှာလည်းပဲတကယ်လို့ဒါမို့တဲ့ထောက်လို့ပေးလိုက်ရတယ်ဆိုရင်တော့မှဒီရွေးကောက်ပွဲဒီပြည်သူလူထုဆန္ဒမပါတဲ့ရွေးကောက်ပွဲဖြစ်တယ်အတူရောင်ရွေးကောက်ပွဲဖြစ်တဲ့ရွှေဟာမျိုးကိုနိုင်ငံတကာကိုချပြဖို့ပြည်သူလူထုရဲ့အတန်တွေကိုပို့ပြီးတော့နိုင်ငံတကာအနေနဲ့ကြားနိုင်ဖို့ဆိုရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီရွေးကောက်ပွဲအတူစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲဆက်ညင်လှုပ်ရှားမှုကိုထောက်လျှောက်လုပ်နေတာဖြစ်တယ်ပေါ့နော်ဟုတ်အခုပေါ့နော်နေဦးတော်လိုင်းကာလ9နှစ်နီးပါးကြာလာတဲ့အချိန်မှာမအနေနဲ့ပေါ့နော်ဒီလိုပေါ့နော်စိတ်အစင်မပြေမှုတွေစိတ်တက်ကြတဲ့အချိန်တွေရှိတာအဲ့လိုအချိန်တွေရောဘယ်လိုကြော်ဖြတ်လဲပေါ့နော်စိတ်တက်ကြတဲ့အခြေအနေတွေရှိလားဆိုတော့အမှန်တိုင်းဝန်ခံရရင်မရှက်တဲ့ဝန်ခံရရင်နေ့တိုင်းဒီဘာတော့ရှိတယ်လို့ပြောလို့ရတယ်တခါတလေမှာပြည်သူကျွန်တော်တို့ဘဝမှာဘယ်ချိန်ဒီအခက်အခဲဆုံးလဲလို့မေးတယ်ဆိုရင်ကိုယ်တိုင်စိတ်သက်တွေကြာကိုယ်တိုင်စိတ်ပင်ပန်းနေရတဲ့အချိန်မှာပြည်သူလူထုကိုစိတ်မပင်ပန်းဖို့ပြည်သူလူထုကိုစိတ်အားတက်ဖို့အတွက်စိတ်ခွန်အားတွေပေးရတဲ့အချိန်တွေကျွန်တော်ဘဝမှာပင်ပန်းဆုံးပဲလို့ပြောလို့ရတယ်ပေါ့နော်တခါလေမှာဆိုရင်ဒီညီပြင်မှာရှိတဲ့တချို့တော့အလွဲအမားတွေရိုးတုံလိုင်းဘက်ကအလွဲအမားတွေကြောင့်ပဲဖြစ်နေစိတ်တကြရတွေရှိတယ်တစ်ဖက်မှာလည်းစစ်တပ်ဘက်ကနေနေစဉ်နဲ့အများစစ်ကြောင်းထိုးရတယ်ရက်ဆက်ဖိနေရတယ်ကျွန်တော်တို့ကိုယ်တိုင်တောင်မှမနက်ခန့်ငါမနက်4နာရီအထီတောင်ငါတို့အသက်ရှင်ပါမလားဆိုပြီးတော့ဘုံကိုချင်းတွေရတယ်စိုးရိမ်စိတ်ပူခဲ့ရတဲ့အချိန်တွေဒီအချိန်တွေကနေစဉ်ကျွန်တော်တို့တကယ်ကိုကြုံတွေ့ခဲ့ရတဲ့အနေအထားတွေဖြစ်တယ်ဘယ်ချိန်မှာပို့ပြီးစိတ်တက်ကြလဲဆိုရင်စစ်တပ်ဘက်ကနေရဲဆက်ဖိနေတဲ့အချိန်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့တော်လိုင်းရေးဘက်ကသမားတွေဒီဖောက်ပြန်လောက်တာတွေကိုတခါလေမြင်တဲ့အချိန်မှာနောက်တစ်ခုပြည်သူလူထုအနေနဲ့တော်လိုင်းပြည်သူလူထုအနေနဲ့ဒီတအားကြီးခက်ခဲဆိတ်ရှောင်ရတဲ့အခါတွေပြီးတော့သူတို့ဆင်းရဲဒုက္ခတွေကြုံရတဲ့အခါတွေအဲ့ဒီအချိန်မှာဆိုတအားစိတ်တက်ကြတယ်ဒါပေမဲ့ဒီစိတ်တက်ကြတာတွေကိုဘယ်လိုကြော်လွှားလဲလို့မေးတယ်ဆိုရင်တော့ခုနပြောတဲ့အတိုင်းပဲကျွန်တော်တို့ကနိုင်မှဖြစ်မှာလေ
ကျွန်တော်တို့ဒေါ်လာရေးကိုအောင်မဖြစ်မှာဆိုရဲစိတ်ပေါ့နော်ပြည်သူကျွန်တော်တို့လက်လျှော့လိုက်တော့မယ်လို့တွေးတိုင်းဘာတွေကိုပြန်မြင်လဲဆိုရင်ကျွန်တော်တို့ရဲ့ရဲဘော်တွေတက်ပေးခဲ့ရတဲ့ရဲဘော်တွေကိုပြန်မြင်တယ်ကျွန်တော်တို့တွေအားလုံးအိမ်ပြန်ရောက်ဖို့ဆိုတော်လိုင်းရင်အမြန်အောင်မရမယ်ဆိုတော့ဒီစိတ်တွေနဲ့ပေါ့နော်တစ်ခုခုအားရော့လာတိုင်းကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မျက်နှာကိုပြန်ကြည့်တယ်အချင်းထောင်တဲ့ရဲဘော်တွေရဲ့မျက်နှာကိုပြန်ကြည့်တယ်အေးချမ်းနေနဲ့တေဆုံးသွားတယ်အသက်ပေးလိုက်ရတယ်ကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာတွေကိုခန္ဓာတွေခြေလက်တွေပေးလိုက်ရတယ်ရဲဘော်တွေပြည်သူတွေရဲ့မျက်နှာတွေဒါတွေပြန်ကြည့်ရင်းနဲ့ပဲရှေ့ကိုဆက်ပို့ပြီးတော့မှရှေ့ဆက်ဖြစ်တယ်ပေါ့နော်စိတ်သက်ဘလောက်ကြာရှေ့ဆက်ဖြစ်တယ်ဒါတွေနဲ့ပဲကြော်လွှားဖြစ်တယ်ပေါ့နော်ဟုတ် ဟုတ်နေဦးတော်လိုင်းမှာပါဝင်နေတဲ့အမျိုးသမီးတွေကိုစားအနေနဲ့ရောမအနေနဲ့ဗာပြောချင်တာရှိတယ်မသိဘူးရှင် အဓိကပြောချင်တာကတော့အားလုံးကိုချီလဲချီကျူးပါတယ်ခုံလဲခုံပြူပါတယ်နောက်တစ်ခုကတော့ပြည်သူလူထုတွေကိုပြောချင်တာပေါ့နော်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေပေါ့နော်တော်လိုင်းသမားတွေတော်လိုင်းရဲဘော်တွေထဲမှာလဲလွဲတဲ့သူတွေရှိတယ်မှားတဲ့သူတွေရှိတယ်မှားနေလွဲနေရတွေရှိရင်ပြောလို့ရတယ်ဝေဖန်လို့ရတယ်တဲ့မဲ့လို့ရတယ်ကျွန်တော်တို့အားလုံးကိုကိုယ့်ရဲ့သားသမီးတွေလိုအားလုံးဆုံးမလို့ရတယ်လွဲမှားနေတာရှိရင်တဲ့မဲ့လို့ရတယ်ပြန်ပြောတစုံတဦးတယောက်မကောင်းတာနဲ့ပဲတစုတစ်ဖွဲ့လုံးမကောင်းဘူးဆိုရဲအမြင်တွေထင်မြင်တွေကိုမမြင်စေချင်ပါဘူးပြီးတော့ကျွန်တော်တို့အမျိုးသမီးတွေလည်းလူသားပါပဲကျွန်တော်တို့အမျိုးသမီးတွေလည်းလူပါပဲပေါ့နော်ရဲဘော်တွေပါပဲကျွန်တော်တို့လည်းလုံနိုင်ပါတယ်ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းတွေကိုအတိမတ်မပြုတ်နိုင်မချင်းမွန်းနိုင်အောင်မှတစ်ဖက်မှာအထင်သေးတာမျိုးကဲ့ရဲ့တာမျိုးဝေဖန်တာမျိုးမလုပ်ပေးချဖို့အတွက်လည်းဒီနေရာကနေအမျိုးသမီးတွေအားလုံးကိုစားတောင်းဆိုချင်ပါတယ်ကျွန်တော်တို့လည်းပဲအတက်နိုင်ဆုံးမှန်မှန်ကန်ကန်အားလုံးစူးစမ်းပြီးတော့နေပါမယ်ဘာတွေပဲကြုံလာကျွန်တော်တို့ရဲ့အလောက်ကပဲတက်တည်အလုံးနဲ့ပဲတက်တည်ပြပေးပါပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေရှိလာရင်လည်းကျွန်တော်တို့စိတ်ဓာတ်မကျဘဲနဲ့ရှေ့ဆက်လျှောက်ပေးပါကျွန်တော်တို့ရဲ့လမ်းကျွန်တော်တို့ယုံကြည်ရပါလဲကျွန်တော်တို့သွားမဲ့ပန်းနိုင်ရပါလဲတော်လန်ရေးကိုပဲကျွန်တော်တို့ရှေ့ရှုပြီးတော့တော်လန်ရေးခရီးကိုဖြောင်းဖြောင်းမတ်တက်မတ်အားလုံးအတူတူတွားကြမယ်ဆိုပြီးတော့ပဲဒီနေရာကနေအားလုံးကိုမြို့သမီးအားလုံးကိုစားပြောခြင်းနဲ့မြို့သမီးတွေအားလုံးကိုလည်းဒီနေရာနေဆွဲခေါ်ခြင်းပါတယ်ရှားတော်မြို့သမီးတွေအားလုံးလည်းတော်လန်ရေးမှာယုံကြည်နဲ့ပြည်သူလူထုတရက်လုံးနေနဲ့လည်းတော်လန်ရေးကိုယုံကြည်နဲ့ပူးပေါင်းပါဝင်ပေးပါလို့လည်းဒီနေရာကနေတိုက်တွန်းပေးခြင်းပါတယ်ပေါ့နော်ဟုတ် ဟုတ်ကဲ့ပါရှင်မမေလေးနဲ့ပေါ့နော်နောက်ဆုံးဖြစ်ဆွတ်ပြောကြချင်တာလေးများရှင်းတယ်ပြပြပေးပါဦးရှင်ဒီတော်လန်ရေးအမြန်ဆုံးအမိုးအတွက်ဒီလူထုတရက်လုံးနေနဲ့ဒီထက်ပိုတဲ့အင်အားတွေဒီထက်ပိုတဲ့ပူပေါင်းအားတွေနဲ့ရှေ့ဆက်ပြီးတော့ပူပေါင်းပါဝင်ပေးပါလို့ပဲဒီနေရာကနေတိုက်တွန်းချင်ပါတယ်အခုချိန်ထိမလျှော့တဲ့အားတွေပြီးတော့အခက်ခဲတွေကြက်တွေကြားတွေကနေပူပေါင်းပါဝင်တော်လန်ပေးတဲ့လူထုတရက်လုံးကိုလည်းဒီနေရာကနေကျေးဇူးတင်ကြောင်းဂုဏ်ပြုစကားပြောချင်ပါတယ်